10 နာရီလောက်စိတ်နေအောင်အိတ်လိုက်ရပြီမဲ့ဘာလို့မောတုံနေရလဲခန္ဓာကိုယ်ကပင်ပန်းနေတာမဟုတ်ပဲစိတ်ဝိညာဉ်မှာနွမ်းနေတဲ့အခါအိတ်ဆက်ခြင်းကဘာမှမကူစားနိုင်တော့ပါဘူးနိုးတယ်လှုပ်လှုပ်တယ်စားတယ်ဖုံးပွက်တယ်ပြန်အိတ်တယ်ဒီပုံစံတိုင်းလည်းပတ်နေရင်လည်းခန္ဓာကိုယ်ကရှေ့ဆက်သွားနေတာပဲစိတ်ကတော့တန်တဝမှာကြံခဲ့တယ်လို့ခံစားနေရပြီမဟုတ်လားဒါပြင်းတာမဟုတ်ပါဘူးစိတ်ဓာတ်ကြစင်းနေတဲ့ခြင်းနဲ့ခံစားချက်တွေကိုထွင်နှံသွားတာကြောင့်ပါအုံနောက်ကတော့ကတွေပုံတီလုပ်တွေကိုစီစဉ်မထုတ်နိုင်ပဲထမ်းပိုးထားရတာခန္ဓာကိုယ်ကအိတ်နေပေမဲ့စိတ်ကမနာရတာပါဒီတန်ရာကိုပေါက်ထွင်းဖို့ပိုးဝဲရုံနဲ့မရပါဘူးပြစ္ဆုတ်ပံမှာပြန်လဲရှင်းသမှုလှုပ်ဆောင်ရပါမယ်စိတ်ထဲကစိတ်ဖြစ်စီမှုတွေကိုစာရေးပြီးရှင်းဖွင့်တာကျွမ်းကျင်သူတွေနဲ့တိုင်ပင်တာပုံစံကတည်းကထွက်ပြီးအတွေ့အကြုံတွေဖန်တီးတာဒါမှမဟုတ်စိတ်ဖြစ်စီမှုတွေကိုဖြေလျှော့ပေးတဲ့ application တွေကိုအသုံးပြုချတာမျိုးပြုလုပ်ပေးရပါမယ်အိတ်ဆက်ခြင်းကခန္ဓာကိုယ်ကိုပဲအနာရသေးတာပါမနေ့ကမှတင်အမှန်တကယ်လိုအပ်နေတာကနိုးချထကြစွာပြန်လဲရှင်းသမှုအဓိပ္ပာယ်ရှိတဲ့အကြောင်းပြချက်တစ်ခုသာဖြစ်ပါတယ်